ကဲအားလုံးပဲမင်္ဂလာပါ YouTube လိုင်းပေါ်မှာရှိကြတော့ဒုတိယနာရှင်နော်ချစ်ကိုချင်းမတွေအားလုံးတရားမကြံမင်္ဂလာပါလို့ကိုမိုး channel ကအားလုံးကိုနှုတ်ဆက်ပြန်လည်ကြိုဆိုပါရစေနော်ကိုမိုး YouTube channel နေပြီးတော့ကိုရီမအားလုံးကိုနှုတ်ဆက်ပြန်လည်ကြိုဆိုလိုက်ပါတယ်နော်ကဲကိုမိုးရဲ့ချစ်ကိုချင်းမတွေအားလုံးပဲဒါဒီဘက်လေးရဲ့ဒီကရွေးချက်ကတော့ဒါကိုရီမတွေအားလုံးအတွက်နော်မနေ့ဖြန်ကျွန်တော်တို့ဒါတနင်္လာနေ့အဖွင့်နေ့မှာကျွန်တော်22ရက်12လပိုင်း2025ဒီနေ့အဖွင့်နေ့အတွက်ကိုဒါကိုမိုးရှာဝေတွက်ချက်ရတဲ့ဒါလုံးမိုင်လေးတွေဒါမရွေးကွက်လေးတွေကိုဒါအဓိကအနေနဲ့ကိုရီမအားလုံးကိုလာရောက်မျှဝေပေးခြင်းဖြစ်ပါတယ်နော်ဒါကြောင့်သူတို့ကရှင်ချစ်ကိုချင်းမအားလုံးကအခုလေးကိုကြည့်အားပေးတော့ကိုရီမအားလုံးကမရှိမကြော်ပဲနဲ့အစားနဲ့အဆုံးလေးပြီးဆုံးအောင်ကြည့်သွားပေးပါနော်ဒါလေးကိုပြီးဆုံးအောင်မကြည့်ခင်လေးမှာနော်ဒူဒီကိုမိုး YouTube channel လေးကို subscribe နှိပ်ကြသေးတဲ့ကိုမများရှိရင်လည်း channel လေးကိုအားလုံးပဲ subscribe နှိပ်ထားပေးပါနော် channel လေးကို subscribe နှိပ်ပြီးတဲ့ကိုရီမတွေအားလုံးကနော်အများသူငါတွေ့အောင်အများသူငါရအောင်လို့တနေ့တလောက်လေး share လို့ရတဲ့နေရာလေးက share သွားပေးပါတနေ့တလောက်မျှဝေရတဲ့နေရာလေးကနေမျှဝေပြီးသွားပါလို့ဒါကိုမိုးရဲ့တော့ဒါချစ်ကိုချစ်မအားလုံးကိုဒါကိုမိုးဒီခွန်းလေးနဲ့ဒီအားလုံးကိုဥစားပလာနေနဲ့နော်မြေတားရခံနေတယ်နော် channel လေးကို subscribe နှိပ်ပြီးတဲ့ကိုရီမအားလုံးကလည်းအမြဲတွေ့အမြဲမြင်ရအောင်နော်ဘေးနားအကောင့်လေးတွေကိုပါနှိပ်သွားပေးပါနော်ကဲကိုရီမတွေအားလုံးပဲကျွန်တော်တို့ရဲ့နော်ဒါတရားတဲ့ဖွင့်လေးမှာဆောရမဲ့ကျွန်တော်တို့ဒါဝိုင်းချင်းတစ်စုံကိုအရင်ဆုံးဒါမိတ်ဆက်ပေးမယ်နော်ဒါကိုရီမအလုံးကဒီဝိုင်းချင်းလေးတွေကိုကြိုက်နှစ်သက်တဲ့ကစားခြင်းတဲ့ကိုရီမအလုံးကယူပြီးတော့ကစားပါလုံးမိုင်းလေးတွေမယုတ်ကွက်လေးတွေကိုဒါထိုးခြင်းတဲ့ကိုများလုံးကလည်းကိုတက်တဲ့လောက်ကိုဆော့ပါဒါကိုမိုးကလည်းကိုမိုးတက်ချရတဲ့လုံးမိုင်းလေးတွေဒါမယုတ်ကွက်လေးတွေကိုဒါကိုရီမအလုံးလည်းပေါက်ပါစေကိုနဲ့ဝါသနာရှင်ကိုရီမအလုံးရကြပါစေဆိုပြီးတော့အဓိကအနေနဲ့လည်းဒါရောက်ပြီးတော့မျှော်ပေးခြင်းဖြစ်တယ်ပေါ့နော်ဒါကိုရီမအလုံးကလည်းနော်ကိုမိုးရံလေးကိုလည်းအများသူငါတွေ့အောင်အများသူငါရအောင်လို့တနေ့တလောက်လေးshare ပေးသွားပါမျှဝေပေးသွားပါအမြဲတစေတွေ့ရအောင်လဲနော် channel လေးကို subscribe နှိပ်ထားပေးပါနော်ကိုရီမအလုံးပဲစိတ်ဝင်စားတဲ့ကိုရီမအလုံးကလိုက်ပြီးတော့ကစားပါနော်ကိုမို့တို့တင်းနာလေးဖွင့်နေမှာဝိုင်းချင်းစုံရင်မိတ်ဆက်ပေးရမှာဆိုရင်ကိုမို့တင်းနာလေးဖွင့်နေမှာကစားရမယ်ဝိုင်းချင်းကဆိုရင်ကျွန်တော်6ပတ်သီး3ပတ်သီးပါ6-3ဝိုင်းချင်းကိုဒါအဓိကထားပြီးတော့ကစားပါတင်းနာလေးနေကုန်မှာ6လုံးပိုင်း3လုံးပိုင်းရှိပါတယ်နော်6-3ပတ်သီးပါကိုရီမရလုံးပဲ6-3ပတ်သီးကုန်မှာအဓိကကျွန်တော်ရဲ့အကိုရီမရဲ့အားလုံးကစားခြင်းနဲ့ကျွန်တော်ရဲ့နော်အထူးရှယ်ကျွန်တော်မယော3ခွက်ကောင်းစီကိုဒါကိုမိုးဒါထပ်မှန်ပြီးတော့ရွေးထုတ်သွားပေးမယ်ဒီ3ခွက်ကောင်းလေးကိုဒါအကိုမတွေအားလုံးကနေပြီးတော့နော်အစာအဆုံးလေးကြည့်သွားဒီ3ခွက်ကောင်းလေးကိုလည်းဒါသတိဝရိယထားပြီးတော့ကစားပါသတိဝရိယထားပြီးတော့ထိုးပါတို့ဒါကိုမိုးပြောခြင်းနဲ့ဒါကိုမိုးရဲ့အခု channel အသစ်ကလေးကိုလည်းကိုများအားလုံးကဒါဝိုင်းဝန်းပြီးတော့တနေ့တလောက် share သွားပြီးပါမျှဝေပေးသွားပါနော်ကိုမိုးအားပေးနေတော့ကိုရီမတွေအားလုံးကနော်လက်မလေးတွေမနိကသေးတဲ့ကောင်များရှိရင်လက်မလေးနှိပ်ထားပေးပါနော်ဒီထဲမှာကိုမိုးရဲ့ကောင်များရှင်ကိုရီမတော့ဒီဘက်ကျွန်တော်ဗဒူးဇာတုပတ်တီဒါကိုမိုး channel ပြတ်ကြသွားတဲ့အတွက်ဒါတင်ပြီးအခု channel အစ်စ်ကနေပဲကိုမိုးတခါလေးပြောလိုက်မယ်နော်ဒီဘက်ဇာတုပတ်တီကိုလိုက်ကစားမဲ့ကိုရီမတော့ဒီဘက်ဇာတုပတ်တီမှာကျွန်တော်မပြောက်ပတ်တီပေါ့နော်ဒါကျွန်တော်ဒါဗဒူးမကျော်မပြောက်ပတ်တီဆိုရင်ကျွန်တော်ခွန်လုံးမိုက်ခွန်ပတ်တီရှိပါတယ်နော်ခွန်ပတ်တီကိုအဓိကထားပြီးတော့ဒါကျွန်တော်ဒါဗဒူးမကျော်လိုက်ကစားတဲ့ကိုရီမတော့လိုက်ပြီးတော့ဆော့ပါနော်နေလိုက်ကိုရီမရဲ့အားလုံးကကျွန်တော်နော်6-3ပတ်တီကိုအညီကစားပါနော်အဓိက3ခွက်ကောင်းနေနေဆိုရင်6နဲ့ပတ်သက်လို့ရှိရင်60 63 68ဆိုတဲ့ grade 3ခွက်ကိုအဓိကထားပြီးတော့ကစားပါ63 68 60နော်ဒါဒီကအဓိက6ပိုင်နဲ့ပတ်သက်ရင်အဓိကမရော3ခွက်ကောင်းနော်3လုံးမှနဲ့ပတ်သက်လို့ရှိရင်ကိုမအားလုံးပဲ32ရယ်31ရယ်နော်30ဆိုတဲ့ grade လေးတွေကိုဒါအဓိကထားပြီးတော့ကစားပါနော်3နှစ်30 31နော်ဒါဒီ grade လေးတွေကိုအဓိကထားပြီးတော့ကစားပါနော်ဇာတုပတ်တီဝါသနာရှင်ကိုရီမတွေအားလုံးကမွေပတ်တီလေးတွေကိုပတ်တဲ့ကိုရီမအားလုံးကကျွန်တော်ခွန်ပတ်တီကိုအဓိကထားပြီးပတ်ပါအဓိကကျွန်တော်တို့မယောကွက်ကောင်းနေနေဆိုရင်ခွန်ကွန်းတဲ့ခွန်ချောက်ကိုအဓိကထားပြီးတော့ကစားပါအဓိကစားပြီးတော့ထိုးပါနော်ဒါဇာတုမွေသမားတွေအတွက်ကောနေတိုင်းကိုရီမတွေအားလုံးအတွက်ကောနော်ဒါကွန်မို့ဒါအဓိကအနေနဲ့ဒါဒီဝန်လေးကိုလာရောက်မျှဝေပေးခြင်းဖြစ်တယ်ဒါကွန်မတွေအားလုံးကလည်းနော်ကွန်မို့ဖန်လေးကိုဒါတက်နဲ့တလောက် share သွားပြီးပါမျှဝေသွားပါဒါအခုဒါ channel အသစ်ကလေးလည်းဖြစ်တဲ့အတွက်မလို့ဒါကိုရီမအားလုံးကကုမအားပေးနေတော့ဝါသနာရှင်ကိုရီမအားလုံးကကိုမို့ကိုအမြဲတမ်းအားပေးနေကြတော့ကိုမို့ရဲ့ဒုတိယဝါသနာရှင်ဒါအကူမတွေအားလုံးကရောနော်ဒီဘက်လေးကိုမြင်နေတွေ့တဲ့ချင်းအားစပြီးတော့စီဝါလာတာဘက်တွေလုံဝင်ဆန္ဒတွေအားလုံးတလုံးတစ်ဝါကြီးပြကြပါစေလို့ကိုမို့ channel ကအားလုံးကိုလည်းစုမကောင်တောင်းပေးလိုက်ပါတယ်နော်တရားတွေဖွင့်နေပါလေကိုမို့လို့အဖွင့်စည်းလေးမှာပွဲဥတော်လေးအဆင်ပြောင်းနော်အောင်မွေးခတ်မယ်နော်ဒါအကူမတွေအားလုံးကကိုတက်နိုင်တဲ့လောက်ကိုထိုးပါကိုတက်နိုင်တဲ့လောက်ကိုဆော့ပါနော်ကိုမို့ယုံကြည်သောကိုရီမတွေအားလုံးကလည်းယုံကြည်သလိုကစားပါနော်ကျွန်တော်တို့တရားတွေဖွင့်နေမှာလုံးမရကျွန်တော်တို့6ပိုင်3ပိုင်ပါဇာတို့သမားတွေကခွန်ပတ်သီးကိုပတ်မယ်နော်ကျွန်တော်တို့ဒီကမရောကွက်နေနေဆိုရင်3နဲ့ပတ်သက်ရင်30 31 3နှစ်နော်6နဲ့ပတ်သက်မှဆိုရင်60 68 63နော်ဒါအဓိကထားပြီးကစားပါနော်ကိုမိုးရဲ့အခန်းလေးကိုလည်းအစားနဲ့စုံလေးပြီးဆုံးအောင်ကြည့်ပြီးတော့နော်
ဒါဒီဝါနာရှင်ချစ်ကိုချင်းမတွေအားလုံးတယောက်ချင်းဒီတိုင်းနော်စိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေလူမှုရေးစီးပွားရေးဒီချက်မကအားလုံးပဲအစီအမံကြပါစေလို့ကိုမောစုကောင်တာဝန်နဲ့အားလုံးပဲဗမ်းမိုက်ပါနော်ကဲဒီနေ့ဖွင့်နေပါအောင်ဝဲခံမယ်ဗျာမျိုးတွေအားလုံးနော်အားလုံးဗမ်းမိုက်ပါ